ဒီတစ်ခါမှာတော့ဆရာကြီးလင်းအောင်တင်ရေးသားပူဇော်ခဲ့တဲ့အရဟံအပတ်တသိန်းစင်းရဲငြိမ်းဆိုတဲ့ကျင့်စဉ်တော်ကြီးအကြောင်းကိုပြောပြခြင်းနဲ့ဗျဆရာကြီးပြောပြတယ်လို့ကျွန်တော်အနေနဲ့ဖော်ပြပေးလိုက်ရပါလိမ့်ဆရာကြီးအသက်30လောက်တုန်းကပေါ့သင်္ကန်းကျွန်းမြို့နယ်ကံကြီးရပ်ကွက်မှာနေခဲ့ပူပါတယ်ကံကြီးရပ်နဲ့မလန်းမကတ်မှာတမာရီရပ်ကွက်ဆိုတာရှိပါတယ်တမာရီရပ်ကွက်မှာဆရာကြီးနဲ့ခင်မင်းနဲ့စာရေးဆရာတို့နေပါတယ်တနေ့စကားဆက်မြည်နဲ့ပြောလာပါတယ်မေဃဝတီကျောင်းတိုက်ဆိုတာတဲ့သင်္ကန်းကျွန်းနာမှာရှိတယ်တဲ့အဲ့ဒီမှာမေဃဝတီဆရာတော်ဖះကတသက်လို့ဖုံးပြီးတဲ့ကိုတော်ကြီးပြားတဲ့အင်မတန်ကြီးညိုပွဲကောင်းပါတယ်တဲ့ဖူးဖူးတဲ့ရှိအောင်တဲ့ကျွန်တော်လည်းတရက်လိုက်ခဲ့ပါလားတဲ့ကျွန်တော်အဲ့ဒီမေဃဝတီကျောင်းတိုက်ကိုခဏခဏရောက်တယ်တဲ့ဒါနဲ့ပဲစာရေးဆရာအဆွဲကောင်းလို့မေဃဝတီကျောင်းကိုရောက်တော့ပါလေအချိန်ကပြန်ပြောရရင်လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကပေါ့ဗျာအိမ်ကနေလမ်းရှောင်ရင်မေဃဝတီကျောင်းထက်ကြီးကို10မိနစ်တွင်ရောက်ပါတယ်ဟိုရောက်တော့ဆရာတော်ကြီးကိုအခန့်အသင့်ပဲဖူးတွေ့ရပါတယ်တင်းကျပ်မှနဲ့စကားကောင်းကောင်းပြောနိုင်ပါတယ်ဆရာနောင်ဝင်းထုံးကနေပြီးတော့မိတ်ဆက်လျှောက်ထားပြီးတဲ့အတွက်ဆရာတော်ဘုရားဟာကျွန်တော်တို့ကိုပြည့်မြတ်ရှိရှိနဲ့လက်ခံမိတ်ကြပါတယ်ဘယ်နဲ့လဲနေဆိုင်အစဉ်ပြေရလားတဲ့ဆရာတော်ကြီးကမေတ္တာရှိထားပြီးမေးမြန်းပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်ဘဝဟာအဲ့ဒီတုန်းကကလေး3ယောက်နဲ့စားဖို့နေကြီးအတော်ကတိလင်တနိုင်တဲ့အချိန်မှာမှန်ပါဗျာစားဖို့တော့ဖို့အနိုင်နိုင်စူးစမ်းနေရပါတယ်ဗျာအဲ့နဲ့ဆရာတော်ကြီးကအေးဒါဆိုရင်မင်းရဲ့အိမ်သူဆွေးကြိုးတွေလက်ကောက်တွေမစင်ကျင်ဘူးလားဘယ်နဲ့ပြောပါလိမ့်ဗျာစင်ကျင်တာပေါ့ခုကစားဖို့တောင်မှအနိုင်နိုင်ဆိုတော့ဘာပြောလေဒီတိုင်းနေလို့မရဘူးကန်စားတာတက်အောင်လုပ်ပြီးစင်ရတဲ့ကိစ္စတွေငြင်းအောင်လုပ်မှအဆင်ပြေမှာအဲ့လိုငြင်းအောင်လုပ်နိုင်တဲ့ကျင့်စဉ်ရှိတယ်အဲ့ဒီကျင့်စဉ်ဟာအရဟံအပတ်တသိန်းစင်ရငြိမ်းကျင့်စဉ်လို့ခေါ်တယ်အဲ့ဒီကျင့်စဉ်အောင်မြောင်ကျင့်နိုင်ရင်မင်းမိသားစုရွှေနဲ့ဝင်နဲ့ထားနိုင်မှာပေါ့ဆရာတော်ဘုရားရဲ့မိန့်ကြားချက်ကိုချက်ချင်းပဲစိတ်ဝင်စားမိပါတယ်အားတက်သွားပါတယ်ဒီကျင့်စဉ်ဘယ်လိုမျိုးကျင့်ရမှာလဲဖေ။လွယ်လွယ်လေးပါအရဟံဆိုပြီးပတိလေးတွေကိုချသွားဒီနေ့ဘယ်နှပတ်စိတ်ပါမယ်ဆိုပြီးသစ္စာဂတိဖះကိုရှောက်ထားပြီးစိတ်ရမှာဘယ်နှပတ်ရလို့သတ်မှတ်မထားဘူးဒီနေ့ကို7ပဲစိတ်အပတ်90ပဲစိတ်အပတ်100ပဲစိတ်ကိုယ့်ဘာကိုတန်ရစိတ်ကိုယ်ဆုံးဖြတ်တယ်လို့စိတ်နေတယ်အရေးကြီးတာကနေ့စဉ်စိတ်နေတဲ့အပတ်ရအတိုင်းတိတိကျကျစိတ်ရမယ်ပိုစိတ်လို့လည်းမရဘူးလိုအောင်စိတ်လို့လည်းမရဘူးအပတ်တသိန်းပြည့်အောင်စိတ်ရမှာပေါ့ဖေ။မှန်တယ်တရက်မှမပြတ်အောင်ဘလို့အကြောင်းတရားနဲ့ပဲဖြစ်ဖြစ်အပတ်တသိန်းပြည့်အောင်စိတ်ကောင်းမယ်။တရက်ပြတ်သွားတာနဲ့အရင်ပတိပတ်တွေကလက်ကားဖြစ်သွားလိမ့်မယ်။နောက်နေ့တစ်ကနေပြန်စားရမှာ။လွယ်တယ်လို့လည်းမလွယ်ဘူးပဲဖေ။ဟုတ်ကွယ်လွယ်လွယ်နဲ့တော့ဘယ်ရမှမရနိုင်ဘူး။ဟောဒီမှာအရဟံအပတ်တသိန်းစင်ရငိမ့်ဒိဋ္ဌံကျင့်စဉ်ဝင်ပြီးအစဉ်ပြေသွားတဲ့သူပဲဗျာသူ့အိမ်ကိုလိုက်သွားသူ့အခြေအနေဘလောက်တိုးတက်သွားလဲလေးလာကြည့်စမ်းမင်းဘလို့စိတ်မလဲဘလောက်စိတ်မဲကိုယ့်ဘာသာဆုံးဖြတ်ဒိဋ္ဌံဝင်ပြီးတော့စာရေးဆရာကြီးတဲ့ဆရာတော်ကြီးကမိန်ကြားရင်လက်ညှိုးထိုးပြသူကိုကြည့်လိုက်တော့အသက်50ကျော်အရွယ်ခန့်အသားညညိုအရက်မောင်းကောင်းကောင်းတဲ့လူကြီးတူပါလူကြီးကလှမ်းပြောပြရင်နဲ့ဆရာတော်ကိုဦးချလိုက်ပါလေတပည့်တော်ဒီစာရေးဆရာကိုအိမ်ခေါ်တော့ပါမယ်ဖေဆိုပြီးအိမ်ခေါ်တော့ပါတယ်ဒီလူကြီးရဲ့အိမ်နဲ့ခြံဝင်ကအကျယ်ကြီးပြအဲ့ဒီခေတ်ကဆိုရင်တထေးတွေပဲနေနေတဲ့နေရာမျိုးအိမ်ကိုရောက်ဖို့လေနှင်းစီခြံကိုဖျက်သွားရတယ်နှင်းစီခင်အဖိုးတွေကအပွင့်နေနဲ့ဝေးစားလို့တော်တော်ကျဲတဲ့နှင်းစီခြံကြီးပါနေ့စဉ်ဒီနှင်းစီပဲနေရောင်းတာနဲ့ဝင်ငွေတော်ရမယ်ထင်မိပါတယ်လူကြီးကစကားလက်လျှောက်နဲ့ပြောလာပါတယ်ကျွန်တော်ထက်အသက်20လောက်တော့ကြီးတာပေါ့ဦးငင်ကအတော်ဆင်းရဲတယ်ကွဆရာတော်ကြီးညွှန်ကြားပြသတဲ့အရဟံအပတ်တသိန်းစည်ရင်းချင်းကျင့်စဉ်ကိုကျင့်ပြီးတော့အောင်မြင်တော့မှဘဝကခုလိုတိုးတက်အောင်မြင်လာခဲ့တာငါတို့ရဟုတ်ကဲ့ဦးခမဦးကအရဟံအပတ်တသိန်းပြည့်အောင်တနေ့ဘယ်နှပတ်အဋ္ဌံနဲ့စိတ်တည်းဗျာဦးစိတ်နဲ့ဒီလောက်ဆိုတော့တနေ့အပတ်အစိတ်လောက်ပေါ့ကွာတော်တော်ကြမှာပေါ့ဟုတ်တယ်ရှစ်နှစ်တောင်ကြာတယ်ဒီဦးလေးစကားကိုကျွန်တော်တော်စိတ်ညစ်သွားတယ်အကြာကြီးပါလားဟာရှစ်နှစ်ကျွန်တော်ရှင်းနေတော့မစောင့်နိုင်ဘူးဦးလေးဟာဖြစ်နိုင်ကျွန်တော်
မြန်ချမ်းသာကျင်တာအဲ့လိုပြောပြီးအိမ်ပြန်လာတော့ကိုယ့်ဘာသာကိုတွက်ကြည့်တယ်ဒီနေ့အပတ်တရာစိတ်မယ်ကွာအပတ်တရာစိတ်ရင်ငါ3နှစ်ကျော်ကြာမယ်တနေ့သာအပတ်200စိတ်ရင်တစ်နှစ်ခွဲ2နှစ်နီးပါးမှာတသိန်းပြည့်မယ်ဒါပေမဲ့200ပြည့်ဖို့ကတနေ့ကို4နာရီကြာအောင်စိတ်ကြမှာဒါနဲ့ဆရာတော်ကြီးစီတစ်ခေါက်ထပ်သွားတယ်ကြိုးချောင်းရှောက်တယ်နဲ့ဟိုဦးလေးကတနေ့အပတ်အစိတ်နဲ့8နှစ်စိတ်ရတယ်တဲ့ဖေ။တပည့်တော်8နှစ်လောက်ထိမစောင့်နိုင်ဘူးဖေ။အမြန်ပြီးကျင်ပါလေ။စကားကြောင့်ဆရာတော်ဖေကြီးကပြုံးလိုက်ပါလေ။အေးအမြန်ပြီးကျင်အမြန်မြများစိတ်ပေါ်ကွာတယ်။ဒါနဲ့တနေ့အပတ်200စိတ်ချင်တဲ့အကြောင်းရှောက်တင်မိတယ်။ဆရာတော်ကြီးကရပါတယ်စိတ်ဒါပေမဲ့ကိုစိတ်နိုင်တဲ့အတိုင်းတာထိတော့ဖြစ်ကမှာပေါ့လေမရရင်တော့တစ်ကပြန်စားအောင်ပါဘူး4နိုင်လုံးဖះเจ้าတော်ရှိမှပဲမစိတ်နိုင်တဲ့အကြောင်းလမ်းလျှောက်ရင်စိတ်လို့ရလားဖះလို့မေးတော့ဆရာတော်ကအိတ်ထိုင်ထလျောင်းအရိယာပုတ်၄ပါးနဲ့ကြိုက်တယ်လို့စိတ်လို့ရတယ်လည်းမိတ်ပါလေတခုရှိတာည12နာရီမကြော်ခင်ပတိပတ်ပြည့်ရမှာဖြစ်ပါလေ12နာရီကြော်သွားပြီးပတိပတ်ရေမပြေဘူးဆိုရင်စိတ်ပြီးသမျှဆုံးရှုံးပြီးတစ်ကပြန်စားရမှာဒီစိန်ခေါ်မှုကတော့စိုးရင်စရာပဲဇွဲနဲ့ရိယသိတ်လို့ပါလေမိတ်ဆွေတယောက်ကတော့ तू ကလောဘမကြီးပါဘူးပြီးကျင်တဲ့အချိန်မှာပြီးဆိုပြီး5နှစ်စိတ်မဆိုလည်းဖြစ်တယ်ဆိုပြီးတနေ့ပတိအပတ်50စိတ်ပါလေ तू ကလူပြိုကြီးပါပတိအပတ်9000လောက်ရောက်မှာဘယ်လိုဖြစ်လဲမသိဘူးဗျမိမခိုးပြေးသွားတယ်အဲ့နေ့မှာပဲပတိပတ်ပြတ်သွားတယ်ပြီးတော့ပြန်မစိတ်နိုင်ခဲ့ပါဘူးခုတော့ဒီလူပြိုကြီးလဲဆုံးသွားရှာပါပြီကျွန်တော်ကဒီအကြောင်းကိုဝေငှပေးတဲ့အတွက်ကြောင့်ကျွန်တော်တငယ်ချင်းတွေလည်းစိတ်ဝင်စားခဲ့ပါတယ်ကျွန်တော်တငယ်ချင်းဟုတ်ပါဒါနဲ့ငါတို့ယောက်ျားပဲလောက်ကြမယ်ကွာဆိုပြီးဒီနေ့အပတ်200ဒိဋ္ဌံတင်ပြီးစိတ်ဖြစ်ကြပါလေတငယ်ချင်း3ယောက်လုံးအောင်မြင်အောင်စိတ်နိုင်ခဲ့တယ်ဗျ3ယောက်လုံးတိုးတက်ခဲ့တယ်စင်ရင်ငင်းခဲ့တယ်လို့ပြောလို့ရတာပေါ့တဲတသာဘဝကနေတိုက်ကိုစီနေနိုင်ခဲ့တယ်စားဖို့မပူရတဲ့အပြင်အလူရည်ဆက်လက်နဲ့မကွာနေနိုင်ခဲ့တယ်ဒိဋ္ဌံပြတ်သွားတဲ့သူကတော့ပြန်မလုပ်ရင်အဆင်မပြေဘူးပေါ့ဗျာဒီလိုပဲဘဝကိုလုံးနဲ့ချလဲဖြတ်သိမ်းနဲ့ဆုံးမသွားခဲ့တာပေါ့ပဲမယုံမရှိကိုတွေ့ဒိဋ္ဌံပါတဲ့အဲ့ဒီလိုစိတ်တဲ့အခါမှာကျိန်ပတိဟာအကောင်းဆုံးပါပဲမာလဲမာတယ်စိတ်လေပြောင်းလေးပဲကျိန်ပတိပဲဝယ်စိတ်လို့ဆရာတော်ကြီးကမိန့်တာနဲ့ကျိန်ပတိအစ်စ်လေးကိုဝယ်စိတ်ခဲ့ပါလေမေဃဝတီဆရာတော်ဘုရားကြီးရဲ့သင်္ကန်းစားနဲ့ချုပ်ထားတဲ့ပတိအိတ်ကလေးထဲမှာထည့်ပြီးနေ့စဉ်လွယ်ထဲမှာထည့်သွားယူသွားခဲ့ရပါတယ်ဘလောက်ပဲမအားလက်ပါစေကျွန်တော်ဟာဒိဋ္ဌံပတိကိုလုံးဝမဖြစ်ဘဲနဲ့ရရင်ရတယ်လို့စိတ်ပါလေဗုဒ္ဓနုတ္တတရဲ့အကျိုးကျေးဇူးဟာအင်မတန်မှကြီးမားကြပါလေအရဟံအပတ္တိပြည့်တဲ့နေ့မှာတော့အဖြူအောင်ကျိန်ပတိလေးဟာလက်စီတွေတက်ပြီးမဲပြီးတော့ပြောင်းလန့်လို့ဒီကျိန်ပတိလေးကိုမြင်တိုင်းဆရာတော်ဘုရားကြီးကျေးဇူးကိုသတိရမိပါလေအရဟံအပတ္တိစေယငိမ့်ကျင့်စဉ်အောင်ကျင့်စဉ်ကိုကျင့်အောင်တိုက်တွန်းခဲ့တဲ့မေဃဝတီဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကိုကျွန်တော်အနေနဲ့တသက်တာထာဝရမမေ့ရတော့ပါဘူးဆိုပြီးဆရာလင်းအောင်တင်ကရေးသားထားတယ်ဗျမေဃဝတီဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့လေးလာသမျှတင်ဆက်ပေးခြင်းပါတယ်ကျေးဇူးတော်ရှင်မေဃဝတီဆရာတော်ဘုရားကြီးဥယျာတာသင်္ကန်းကျွန်းဘွားမြေရိပ်သာနီးမေဃဝတီရွှေကျင်ကျောင်းတိုင်းမှာတည်င်းသုံးခဲ့တော်မူပါတယ်ဆရာတော်ဘုရားဟာရှင်သာမဏေဘဝမှာယဟန်ဘဝတည်ဝါတော်20တိုင်မြန်မာပြည်အရေးရှိဆရာတော်ကြီးများထံမှပါဠိအထက်ကထာထီဃာကျမ်းတို့ကိုပြည့်စုံအောင်သင်ရခဲ့ပါတယ်ဆရာတော်ဘုရားကြီးမှာဒိဋ္ဌံရှိပါတယ်။ဘာလဲဆိုတော့ဒုလဘယဟန်အပါးရေ1360ကိုသာသနာပေါင်းနဲ့သွတ်သွင်းလို့တဲ့ဆန္ဒပါ။ဆရာတော်ဘုရားရဲ့အဓိကသာသနာပြုလုပ်ငန်းဖြစ်ပြီးတော့တပည့်တော်ဝါကားတွေကိုသာသနာပေါင်းကိုသွတ်သွင်းချီးမြှင့်ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ဆရာတော်ဘုရားဟာဘဝမှာသုလကန္နာယီဝိဇ္ဇာလံကို19နှစ်တန်လှုပ်ဝက်ကျင့်ကြံအားထုတ်ခဲ့ပူပါတယ်။ဒါပေမဲ့ထူးခြားခြင်းမရှိခဲ့ပါဘူး။ဒါနဲ့ငါနဲ့ဒီကိစ္စဟာပါရမီပါဘူးထင်ပါတယ်ဆိုပြီးတော့သုလကန္နာယီဝိဇ္ဇာလံစဉ်ကိုပယ်ပြီးမဟာကန္နာယီလမ်းစဉ်အတွက်ဆရာတော်ဘုရားဟာကမ္မထမ်းဆရာအဖြစ်25နှစ်တန်ကမ္မထမ်းပြသရအားထုတ်ခဲ့ပါတယ်။ထူးခြားမှုကိုလည်းမတွေ့ပါဘူး။အာမလျော့ပဲစကိုင်းတောင်ပထမမြောင်းကျောင်းဆရာတော်ကြီးဖြစ်တဲ့အရှင်တော်ဦးညာနာရဲ့လမ်းစဉ်အရဝင်လေထွက်လေကိုကြင်ကြံအားထုတ်ရမှာထူးခြားတဲ့တရားထုတရားမြတ်ရရှိခဲ့တယ်လို့မှတ်တမ်းမှာတွေ့ရပါတယ်
ဆရာတော်ဘုရားကြီးရဲ့နေ့စဉ်မတန်းနေနဲ့ရုပ်ပြောင်းရုပ်လွယ်များစွာကိုတပည့်တွေကတွေ့ခဲ့ပုံနောက်ပြီးတော့လာပြီးမေးမြန်းကြပုံကိုယ်တိုင်လျှောက်ထားပုံတွေကိုလည်းတွေ့ရပါတယ်နောက်ထပ်ထူးခြားတဲ့ချက်ကဆရာတော်ဟာလူတစ်ယောက်ကိုမြင်လိုက်တာနဲ့ဘယ်သူဘာဆိုတာသိရှိပါတယ်ဒီလူဘာလုတ်ကန်လုတ်တယ်ဘယ်လိုဒုက္ခရောက်နေလဲဆိုတာကစအကုန်သိပါတယ်တချို့သမထလိုက်စားသူတွေကျောင်းဝင်လာတာကဒီအရာတွေကိုကျောင်းမယူလာပါနဲ့ဆိုပြီးထူးခြားကြောင်မိပါတယ်ဆရာတော်ဘုရားဟာဘယ်သူ့ကိုမဆိုစူလသောတာပန်ဖြစ်စေဖို့ယဟန်ရှင်လူယောက်ျားမိန်းမမအစလက်တွေ့ကမ္မထမ်းစခန်းတွေကိုလည်းအနည်းဆုံး9ရက်လက်တွေ့သင်တန်းတွေပေးတော်မူကြတယ်လို့သိရပါတယ်ဆရာတော်ဘုရားကြီးဟာပထဝီဇယအမှန်နဲ့မေတ္တာမှန်နဲ့မဟာပထဝီဇယမန္တန်တော်တို့ကိုရပ်ဖတ်ပူဇော်ခဲ့တဲ့အတွက်ထူးထင်ရှားလာပါတယ်